Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မလုပ်ပြပေးမယ်အကြောင်းအရာလေးကတော့ less spell လို့ခေါ်ပါတယ်ဒီ spell လေးကငွေကုန်ကြေးကြလည်းမများဘူးအရန်ကိုလည်းအကျိုးတက်ရောက်မှုကအရန်မြန်တဲ့အတွက်ကိုလိုအပ်နေတဲ့အတူတွေ guide လုပ်လို့ရအောင်လို့ကျွန်မဗီဒီယိုလေးရိုက်ပြီးတော့တင်ပြပေးရပါလိုအပ်ရင်လည်းသုံးပါရှင်မလိုအပ်ရင်လည်းကြောက်သွားပေးပါနော်လိုအပ်တာကတော့စာရွက်အဖြူတစ်ရွက်နဲ့ပေါ့ပြင်အနီလေးတစ်ချောင်းပဲလိုပါတယ်စာရွက်ဖြူဆိုတဲ့နေရာမှာကကာလာပေပါမဖြစ်ရပါဘူးမြင်းနေပါတဲ့စာရွက်ရုပ်တွေပါတဲ့စာရွက်မျိုးလည်းမဖြစ်ရပါဘူးဥပမာဒီလိုစာရွက်မျိုးပေါ့နော်ဒီလိုစာရွက်မျိုးဆိုလို့ရှိရင်တစ်ဖက်ကအရုပ်တွေပါနေတယ်တစ်ဖက်ကပြောင်းဖြစ်နော်ဒီလိုစာရွက်မျိုးဆိုရင်လည်းသုံးလို့မရပါဘူးကာလာပေပါလည်းဆိုရင်လည်းသုံးလို့မရပါဘူးဒီစာရွက်တည်းဆိုတဲ့နေရာမှာလည်းဒီစာရွက်ကြီးတည်းလုံးကိုသုံးစရာမလိုပါဘူးကျမတို့ကဒီထက်နေမှာ piece of paper ဆိုတဲ့အတွက်လိုချင်တဲ့စာရွက်အပိုင်းစာလေးကိုပဲကျမတို့ကအနည်းငယ်ဖြဲပြီးတော့သုံးပါပါဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဒီ less spell လုပ်နည်းလေးကိုကျွန်မပြပါမယ်စာရွက်လေးကိုစာရေးလို့ရမယ့်အနေအထားလေးပေါ့နော်စာရေးလို့ရမယ့်အနေအထားလေးဒီ A4 size နဲ့ဆိုလို့ရှိရင်ဒီပုံတပုံလောက်ပေါ့နော်အဲ့လောက်အနေအထားလောက်ကလေးဖြဲလိုက်လို့ရှိရင်ရပါပြီညမဒီຢာတွေကညီနေစရာအဲ့လိုဖြစ်နေစရာမလိုပါဘူးเนาะစာရွက်အပိုင်းလေးဒါဆိုလို့ရှိရင် piece of paper စာရွက်အပိုင်းလေးတစ်ခုဖြစ်သွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီစာရွက်လေးမှာဒါနောက်ကစာလေးနည်းနည်းပါတယ်ဒါကျွန်မဥမာပြတာဆိုတော့အဲ့ဟုတ်ပြီစာရွက်လေးရပြီစာရေးမယ်ဆိုလို့ရှိရင်ဘယ်လိုရေးပါဒီလိုရေးလဲရတယ်ဒီလိုရေးလဲရတယ်ဘယ်လိုရေးပါเนาะဟုတ်ပြီကျမတို့အဲ့မှာစာရေးပါမယ်ကိုကကျမတို့က less spell ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ချစ်သူကကိုအရန်စစ်စေချင်တာကိုယ့်ရဲ့အခြေရေးတွေအဆင်ပြေချင်တာအဲ့လိုမျိုးပဲပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့အိမ်အောင်ဘက်တွေအတွက်ကိုလည်းသုံးလို့ရပါတယ်ဒီညမှာတော့ကျမကအင်္ဂလိပ်လိုလေးပဲရေးပြပါမယ်မြန်မာလိုလိုက်ပြီးတော့ရေးချင်တယ်ဆိုရင်မြန်မာလိုလေးပြောင်းပြီးတော့သုံးလို့ရပါတယ်နော်အဲ့တော့ for example အနေနဲ့ကျမက specific person ပေါ့နော်ကိုယ့်ရဲ့ partner နာမည်ပေါ့ကိုယ့်ရဲ့အိမ်အောင်ဘက်နာမည်ကိုရေးမယ်ဒီမှာတော့ကျမပူဆိုပြီးရေးပြထားပါတယ်ဟုတ်ပြီသူ့ရဲ့နာမည်ကိုရေးပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကအဝိုင်းလေး3ဝိုင်းပါမယ်3 circle ပေါ့နော်ဒီအဝိုင်းလေး3ဝိုင်းတဲ့နေရာမှာလုံးဝညီညာနေကြမလို့ပါဘူးကိုဒီနာလေးရဲ့ circle ဒီနာလေးမှာပြန်ဆုံးရပါပြီဟုတ်ကဲ့သူ့ရဲ့နာမည်ရေးပြီးသွားပြီဆိုရင်ဒီမှာကျမတို့ရဲ့နာမည်ရေးပါမယ်ကျမတို့ရဲ့နာမည်ကစုစုဒါဥပမာပြပြနော်စုစုကိုလည်း3 circle ဝိုင်းပါမယ်တစ်ဆက်တည်းပဲဝိုင်းပါမယ်နော်အဲ့လိုဝိုင်းပြီးသွားပြီဆိုလို့ရှိရင်ကျမတို့က infinity sign ဆိုပြီးတော့သင်ခဲ့ရပါတော့infinity sign ကိုမသိဆိုလို့ရှိရင်လည်းရှစ်ပုံစံမျိုးရေးရပါပြီဒီကိုစားတဲ့နေရာကနေပြီးတော့ပြန်ဆုံးရပါပြီ infinity sign ပုံစံလေးရှိပါမယ်ဒါဆိုပြီးသွားပါပြီပြီးရင်ဒီနေရာမှာအစိုက်လေးချပါမယ်အဲ့ဒီမှာကိုကဖုန်းခေါ်စီခြင်းနဲ့ဆိုလို့ရှိရင်ဒီပေါ်မှာက left me ဒီမှာက call me ဒီမှာက miss me အားကြောင့်တေးပါစေဆိုဒီမှာ think about me အဲ့လိုလေးရေးပါမယ်ရေးပြီးသွားပြီဆိုရင်တော့ဒါလေးကပြီးသွားပါပြီပြီးပြီဆိုတဲ့နေရာမှာဒီစာရွက်ကလေးကိုခောက်ပုံခေါင်းလေးပြပြခောက်ပုံခေါင်းလေးကတစ်ခါတည်း3ခေါက်ကိုစီကိုဒီလိုမျိုး3ခေါက်ပေါ့နော်ဒီမျိုးဒါဆိုတစ်ခေါက်နှစ်ခေါက်3ခေါက်အဲ့လို3ခေါက်ခောက်လဲရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီမျိုးတစ်ခေါက်နော်နောက်တစ်ခါဒီမျိုးတစ်ခေါက်နှစ်ခေါက်ပြီးရင်နောက်တစ်ခါဒီလိုမျိုးတစ်ခေါက်3ခေါက်ဒီမှာတော့အရင်စီးရမဖြစ်စေချင်ဘူးပေါ့နော်ခောက်တာဘလို့ပဲခောက်3ခေါက်ပြင်ရပါပြီအဲ့လိုစပြီးခောက်တဲ့နေရာမှာတော့ကိုယ့်ရဲ့ဒီ specific person နဲ့စောက်ထိုးကြီးတော့မခောက်နဲ့ပေါ့နော်ကိုယ့်ဘက်ကနဲ့သူ့ဘက်ကိုပြန်ခောက်တာမျိုးမလုံးနဲ့သူ့ဘက်ကနဲ့ကိုယ်စီကိုလာတယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုလေးခောက်ပေးပါဟုတ်အဲ့ဒါဆိုအခုဆိုရင်ဒီစာရွက်လေးရပြီပေါ့နော်ဒီစာရွက်လေးကိုကိုယ့်ရဲ့ဖုန်းကာပါထဲမှာထည့်ထားပြီးတော့3ရက်ဆောင်နိုင်လည်းရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ပတ်စံအိတ်ထဲတို့ဘာလို့မှလည်းဆောင်ရပါတယ်3ရက်ပြည့်သွားပြီဆိုရင်တော့ဒီစာရွက်လေးကိုလက်ပစ်လိုက်လို့ရပါပြီရှင်